Hello ဒီနေ့ကတော့တကယ်ကိုကောင်းနေပေါ့နော်ရှူရှဲပွင့်ထွက်ငါးတန်များကောင်းလုံးလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်အရင်ဆုံးငါ့ကိုရေးစည်းတန်ဆင်ထားလိုက်တယ်ပေါ့နော်ထားပြီးအခါကျတော့သူ့ရဲ့ one bite တွေကိုထည့်ဖို့အတွက်စပလင်းရဲ့ဂျင်းရဲ့တံမြာသီးရဲ့ပေါ့နော်အဲ့ဒါလေးကိုပြင်ဆင်ပါမယ်ရှင်ဂျင်းလေးကိုလည်းထည့်မယ်ပြီးအခါကျတော့အနံလေးကိုမှုရေးစီဖို့အတွက်စပလင်းလေးလည်းထည့်မယ်ပေါ့နော်ပြီးတော့တံမြာသီးလေးနဲ့ပေါက်ခံအိုးလေးနဲ့ပေါ့နော်ဒီငါ့ကိုပေါင်းထားမှာဖြစ်ပါတယ်ရှင်ငါရဲ့ one bite ကိုပေါ့နော်မခါအောင်လို့တေချာလေးရီစေးတန်စင်မှုလိုပါတယ်ရှင်ပြီးရခါကျတော့မှအဲ့ထဲကိုစပလင်နဲ့ဂျင်းနဲ့ထည့်ပြီးတော့ပေါ့နော်ဘီနာတက်မြာသီးလေးတွေပါထည့်ပြီးတော့ပေါင်းရမှာဖြစ်ပါတယ်အကုန်လုံးအစာသွက်ပြီးသွားလို့ရှင်တော့ပေါင်းမဲ့အိုးတွေကိုထည့်ပြီးတော့10မိနစ်လောက်ပေါင်းထားလို့ရှင်ရပါပြီငါပေါင်းထားတဲ့အချိန်မှာအချင်းလေး socks လေးလုပ်ပါမယ်ရှင်အဲ့ဟာမှာတော့ချစ်သွန်ဖြူရဲ့နန်းနန်းပင်ရဲ့ငရုတ်သီးစိမ်းရဲ့တက်မြာရည်ရဲ့ပေါ့နော်ပြီးရခါကျတော့အဲ့ဒီထဲကိုစားတကြားအချိုမွန်အနည်းငယ်ငတ်ပြာရည်ပေါ့နော်နောက်တက်မြာရည်ထည့်လေးပြီးတော့ဒါတွေ blender နဲ့ကြိတ်မှာဖြစ်ပါတယ်ရှင် blender နဲ့ကြိတ်တဲ့အခါမှာရည်နွေးလေးနည်းနည်းထည့်ပြီးတော့ကြိတ်လို့ရှင်တော့အရည်ရွှွှွှွှလေးနဲ့ပို့ပြီးတော့ကောင်းပါတယ်ငါးလေးပေါင်းထားတာရပြီဆိုလို့ရှိရင်တော့ခုနကတော့ငါ blender နဲ့ချိန်ထားတဲ့ sauce လေးကိုငါးပေါ်လေးကိုဆန်းလိုက်လို့ရှိရင်ဒါစားလို့ရပါပြီရှင်တကယ်ကိုရှူရှဲပွန့်ထွက်ပြီးတော့လေကိုဟာကိုလုံးပြီးတော့ကိုကကိုအရင်ကြိုက်နေရပါတော့သူကချင်းငတ်ဆက်လေးဖြစ်ပြီးလေပြီးတော့တကယ်ကိုထမင်းနဲ့စားလို့ရှိရင်တကယ်ကောင်းတယ်သူကချင်းချင်းဆက်ဆက်ကလေးဖြစ်တဲ့အတွက်ဒါလူလိုရသည်နဲ့တအားလိုက်တဲ့ဟင်းလေးတစ်ခွက်ပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် See you in the next video